နှစ်ယောက်ပြန်အဆင်ပြေသွားမယ်လို့မျှော်လင့်ခဲ့ပေမဲ့အမှတ်မတင်ဆမ်မရဲ့လက်မှာစီးစက်လက်စုပ်ကိုတွေ့လိုက်ရချိန်မှာတော့ထုံကကဘာပြတ်တယ်လို့ခန်းစားလိုက်ရပြီးအမြန်ပြန်ထွက်လာခဲ့ပါတယ်ဆမ်မကိုဘရောမှမပိုင်ဆိုင်ရတော့မှတီးလိုက်ရချိန်မှာထုံကရှင်တန်ရတာတော့အဆင်မပြေတော့ပဲနိုးထလာတဲ့မနက်ခင်းတိုင်းကအထိပ္ပယ်မင်းနေပါတယ်ရက်ပေါင်း20ကြာပြီးမှထုံကစူးစမ်းမှုဝင်နေရဆဲဖြစ်ပေမဲ့ဆမ်မကသူတကယ်ချစ်ရတဲ့သူနဲ့လက်ထပ်သွားပါတယ်တစုံတယောက်ရဲ့ရည်စားမဖြစ်ချင်ဘူးဆိုတဲ့သူကအခုတော့တစုံတယောက်ရဲ့ဇနီးတော်ဖြစ်နေတာကိုထုံကအခုထိနားမလည်နိုင်ဖြစ်နေပါတယ်ဆမ်မကထုံနဲ့ဘယ်တော့မှမသေးကြခဲ့တဲ့အရာတွေဟာအခုတယောက်နဲ့ကြမှာအကုန်သိချသွားပါတယ်ဒီတယောက်နဲ့တွေ့ပြီးထုံပြောခဲ့မှုတဲ့အချစ်ဆိုတာကိုနားလည်သွားတာဖြစ်ပါတယ်အချစ်တို့ပူဇာရှင်တို့နဲ့ပတ်သက်လို့ထုံပြောခဲ့သမျှအရာတွေအားလုံးကအမှန်တွေပဲလို့ဆမ်မကလက်ခံနိုင်သွားပါတယ်ထုံမခဲ့တဲ့တခုတည်းသောအရာကတော့ဆမ်မကိုသူ့ပူဇာရှင်လို့ထင်ခဲ့တာဖြစ်ပါတယ်သူ့ကိုမချစ်ခဲ့တဲ့ဆမ်မကိုအယမ်းမျှော်လင့်မိခဲ့လို့ခံစားခဲ့ရတာတွေအတွက်ဆမ်မကထုံကိုအဆင်ပြေစေချင်ပါတယ်ထုံကလည်းဆမ်မကိုလက်ကျန်အချိန်တွေမှာအဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အရာရပုံမြင်တိုင်းနဲ့ရှိမယ်ငါတို့